မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်မတ်လ17ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအန်ကမန်ဂျီလာကနေပြီးတော့တင်ဆက်ပေးပါမယ်လိုက်စာမြို့အတွင်း73စီဈေးနှုန်းအလွန်အကျွံမြင့်တက်လာမှုမဖြစ်ပွားအောင်အုပ်ချုပ်ရေးယုံမှတမတ်ပေးထားတဲ့ဈေးနှုန်းနဲ့တာရောင်းချရန်တမတ်ထားပေးကြောင်းသိရပါတယ်ရှင်ယခုအချိန်အစ္စရေးအမေရိကန်နဲ့အီရန်စစ်ပွဲကြောင့်မြန်မာနိုင်ငံအတွင်း73စီဈေးနှုန်းမြင့်တက်လာတာကြောင့်လိုက်စာမြို့အတွင်းလည်းထိုနေတူ73စီဈေးနှုန်းမြင့်တက်လာမှုတွေကြောင့်လိုက်စာအုပ်ချုပ်ရေးယုံမှဒေသခံပြည်သူများအားလုံးရောင်းဝယ်အတုံးပြုနိုင်ရန်ဓာတ်ဆီတလီတာကို73ယွမ်ကျပ်ငွေ9500ဖြစ်တာရောင်းချပေးရန်တမတ်ထားပေးကြောင်း73စီရောင်းသူများကပြောပါတယ်အုပ်ချုပ်ရေးယုံမှဒေသခံပြည်သူများတွာလာရေးပိုင်းတွင်အခက်အခဲမရှိစေရန်73စီပန်းရှင်များကိုအစီအဝေးခေါ်ယူကစီဆိုင်များရဲ့သဘောတူညီချက်များကိုလည်းရယူပြီးယခုလိုဈေးနှုန်းတမတ်ပေးလိုက်တာဖြစ်ကြောင်းကိုအုပ်ချုပ်ရေးတာဝန်ရှိသူများမှသိရပါတယ်73စီများကိုတချို့ဆိုင်များကတရုတ်ပြည်နယ်မေဂျာယန်ကနေတင်သွင်းတာဖြစ်ပြီးရောင်းချရာတွင်ကားတစ်စီးတွင်လီတာ30ဆိုင်ကယ်တစ်စီးတွင်စီတိုင်ကီအပြည့်ထည့်ပေးပြီးတလီတာဘူး4-5ဘူးများရောင်းချပေးကြောင်းကိုလည်းသိရပါတယ်ရှင်ကာမိုင်ဖက်ကလမ်းမပေါ်ရှိစစ်ဆောင်ပြည်သူနှုတ်ဟာနေရက်အိမ်ပြန်ချိန်မေမြို့မိုင်းနေမိပြီးထိခိုက်ဒဏ်ရာရရှိသွားကြောင်းကိုသိရပါတယ်။မေမြို့မိုင်းနေမိသူတို့ဟာနမ်ယူကျေးရွာရက်ကွက်တုံးမှဒေါ်မခွန်လူအသက်30နှစ်တားဖြစ်သူ10နှစ်အရွယ်ယောက်ျားလေးနဲ့ယောက်တို့ဖြစ်ပြီးမတ်လ10ရက်နေ့ညနေပိုင်းတနာရီဝန်းကျင်လောက်ကအိမ်တို့ပြန်ပြီးစစ်ဆောင်စခန်းပြလာချိန်မေမြို့မိုင်းနေမိကြောင်းမိသားစုဝင်များထပ်မံသိရပါတယ်ရှင်။မိခင်ဖြစ်သူဟာပေါင်တွင်ထိခိုက်ဒဏ်ရာရရှိပြီးတားဖြစ်သူကတော့ခြေသလုံးမှာထိခိုက်ဒဏ်ရာရရှိတာဖြစ်ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများအစီအစဉ်ပေးမှုနဲ့အညီစေကူတောင်းမှုခံယူနေကြောင်းလည်းသိရပါတယ်ရှင်။ဖားကန်တော်လန်ပေါ်ရှိပြည်သူများဟာတိုက်ပွဲများဖြစ်လာတာကြောင့်စစ်ပီးရှောင်နေကြရတာဖြစ်ပြီးစစ်ကော်မရှင်တပ်များဟာကြေးရွာများတွင်ရှိနေတာကြောင့်စိုးရိမ်မှုများဖြစ်တာတွာလာနေရကြောင်းကိုလည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတင်နီမြို့မှာကုန်ပစ္စည်းတေဆောင်လာတော့ရည်များအားကုခိုင်မြို့တို့ဖြစ်တန်းခွင်ကိုကိုကန့်ရမြန်တီတမပိတ်ပင်ထားကြောင်းသိရပါတယ်။2026ခုနှစ်ဖေဖော်ဝါရီလအတွင်းမှစပြီးPSLF TNLA တောင်းတက်ထိန်းချုပ်ရာဒေသကိုခိုင်မြို့တို့ကုန်ပစ္စည်းတေဆောင်လာသည့်ကုန်တင်ရည်များအားတိန်းနီတိုဂိတ်တွေကိုကန့်ရမြန်တီတပ်မှပိတ်ပင်ထားကြောင်းဒေသခံထမှသိရပါတယ်။ကိုခိုင်မြို့တွင်ကိုကန့်ရမြန်တီတပ်နှင့် PSLF TNLA တို့အခြေအနေတင်းမာမှုဖြစ်ပွားပြီးနောက်ပိုင်းကိုကန့်ရမြန်တီတပ်မှကိုခိုင်မြို့တို့ကုန်ပစ္စည်းတေဆောင်ခွင့်ပိတ်ပင်ထားဒီမှာတုံ့ပတ်ကျော်လာပြီးဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ဗမော်မြို့အီယာဝတီမြို့အနောက်ဘက်ရှိဘူတောင်နှစ်ခုဘက်ကိုမတ်10ရက်နေ့ညနေပိုင်းကစစ်ကော်မရှင်တပ်လေးကြောင်းနဲ့ပုံကျဲတက်ခိုက်ကြောင်းကိုသိရပါတယ်။ညနေပိုင်း3:40ဝန်းကျင်အချိန်ခန့်မှာတရားဦးမှတက်လာတဲ့ Jet Fighter 3 စင်းဖြင့်နှစ်ခုကျေးရွာနဲ့ဘူတောင်ကျေးရွာကြားလာရပုံကျဲတွားကြောင်းသိရပါတယ်။လေရင်ပုံကျဲခဲ့တာကြောင့်ဘူတောင်နဲ့နှစ်ခုကျေးရွာကြားရွှေတူးဖော်နေတဲ့ဆက်ဖောက်များအလုတ္တမများထိခိုက်ကြောင်းလည်းသိရပါတယ်ရှင်။လေရင်ပုံကျဲတက်ခိုက်ပြီးစစ်တပ်နဲ့များနဲ့လည်းပြစ်ခတ်တာတွေပြုလုပ်သွားကြောင်းကိုသိရပါတယ်။အဆိုပါပုံကျဲခဲ့တာကြောင့်ဒေသခံများအုံပြုနေတဲ့ဆက်လေတချို့လည်းပစ္စည်းသွားကြောင်းကိုသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။